ငါသာခေါင်းဆောင်ဆိုတော့အကုန်လိုက်ငါရှင်းပြီဒီလိုတို့က PDF ပူပေါင်းတပ်ဖွဲ့တွေ PDF ပူပေါင်းဖွဲ့တွေနေပြီးတော့အဲ့ကြေးရောတိုက်တယ်ပေါ့ဗျာတိုက်ပွဲဖော်တယ်ပေါ့နော်ပြီးတော့ပေါက်မြို့နယ်ရဲ့အရှိပိုင်းရေပြာရဲစခန်းရင်တိုက်တယ်ပြီးတော့ကုတ်ကူစုရွာကိုဝင်စီးတယ်ကုတ်ကူစုရွာကိုဒါ PDF ရွာလို့တို့တော့တတ်မှတ်တယ်ပေါ့တတ်မှတ်ပြီးတော့တို့ဝင်စီးတာပေါ့နော်ဝင်စီးတော့2ရက်နေ့ဇွန်လ2ရက်နေ့ကလေးကတို့တိုက်နေလို့သိရတယ်ဒီတိုက်ပွဲဖြစ်တဲ့အတွင်းမှာရေပြာရဲစခန်းကိုလည်းတို့သိမ်းပိုက်နိုင်ခဲ့တယ်နောက်တစ်ခါကုတ်ကူစုပြူစောတိရွာပေါ့တို့တော့ပြူစောတိရွာလည်းပြောတယ်အဲ့ရွာကိုလည်းတို့သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်သိမ်းပိုက်နိုင်ခဲ့တယ်ပြောပြီးတော့အဲ့မှာရဲနဲ့တို့ပြူစောတိပေါ့အယောက်340လောက်တည်ဆုံးတယ်ပေါ့ဗျာတည်ဆုံးတယ်ဆိုတော့ပြောတယ်ပြီးတော့မတည်ဆုံးတဲ့ရှုပ်တွေထွက်ပြေးတယ်ပေါ့ဗျာရှုပ်တွေကမိသားစုတွေထွက်ပြေးတယ်ပေါ့ရှုပ်မိသားစုတွေကလက်နက်ခဲအနေနဲ့ကြိုက်ပြီးထွက်ပြေးတယ်ပါညာပြောတယ်ပေါ့ဗျာထွက်ပြေးတယ်ဆိုပြောတယ်အဲ့လိုပြောရင်တော့ထွက်ပြေးလို့တို့လိုက်ဖမ်းတယ်ဖမ်းပြီးခါမှာမိန်းကလေးတွေရောအမျိုးသမီးတွေရောတကြီးရောဖိုးဖွားတွေရောနောက်ကလေးတွေရောအဲ့အကုန်လုံးပြန်ဖမ်းလာတယ်ပေါ့ဖမ်းလာပြီးတို့အကုန်လုံးတို့ဖမ်းပြီးစုရမနေအောင်ခေါ်ရတယ်ပေါ့စုရခေါ်ရတယ်ပေါ့ဗျာပေါက်ကိုတော့ဆိုပေါက်ကိုတော့လည်းသူကလှောင်နေပေါ့ဗျာအဲ့လိုမျိုးတွေနဲ့ဗီဒီယိုကလစ်ထဲမှာတွေ့ရတယ်ဆိုတော့ကျွန်တော်ဒီဖြစ်စဉ်ကိုကြည့်လိုက်တဲ့အခါကျတော့ဖြစ်စဉ်အပြေကိုထွက်ကြည့်တာပေါ့နော်ဒီဖြစ်စဉ်ကဖြစ်သွားပြီဖြစ်သွားတော့ဖြစ်စဉ်အပြေကိုထွက်ပြီးကြည့်လိုက်တာအပြင်းနဲ့ထွက်ကြည့်လိုက်တဲ့အခါကျတော့ဘာတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနေမြေကပေါက်မြို့နယ်ရဲ့နေမြေပေါ့နော်ပေါက်မြို့နယ်အစုံဖျားနေမြေပေါ့နော်ပြောရတော့ဟိုပေါက်မြို့ပေါ်မဟုတ်ပါဘူးပေါက်မြို့နယ်ရဲ့အစုံနေမြေရဲ့ဟိုရေပြရဲစခန်းတို့နောက်ကုတ်ကူစီရွာလို့ပေါ့ဆိုတော့တို့ကတော့ PDF ရွာလို့sorry ပြူစောတိရွာပေါ့နော်ပြူစစ်ရွာလို့အမည်တက်တယ်ပေါ့နော်အမည်တက်တယ်ဒါပေမဲ့တော့ဖြစ်နိုင်ဟုတ်သလားဆိုတော့ပြောရရင်တော့အဲ့ဒီဒေတာဘက်တွေမှာအညာဒေတာတွေမှာကလက်နက်ကိုင်ပြိပခါကိုမယုံကြည်တဲ့လူတွေရှိတယ်လက်နက်ကိုင်ပြီးတော့တော်လန်ပုံကန်ချင်းကိုမယုံကြည်တဲ့လူတွေရှိတယ်ဒါပေမဲ့မယုံကြည်ပေမဲ့တို့ကလည်းပြဿနာလာရှာမှာဆိုတဲ့အခါကျတော့တနက်ကင်ထားတယ်ဘယ်လိုကင်ထားလဲမင်း PDF တွေကမင်းတို့ငါတို့ရွာငါတို့နဲ့တူပူပေါင်းစစ်တပ်ကိုပြတ်တိုက်အဲ့လိုပြောရင်တို့မပေါင်းချင်တချို့တွေမပေါင်းချင်ကြရတဲ့ခါကျတော့သူကအသာလေးနေကြတယ်နေကြရင်လည်းရရှားတာခန္ဓာများလာတဲ့ခါကျတော့တက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးတော့ငါတို့ကျွန်တော်တို့တနက်ကင်ထားမယ်ကျွန်တော်တို့ကိုကူညီပြီးတနက်ကင်ထားမယ်ကျွန်တော်လာတိုက်ရင်ကျွန်တော်ပြန်လိုက်မယ်ကျွန်တော်တို့ရွာမှာကျွန်တော်နေမယ်စာမျိုးတွေနဲ့ရွာတွေကပြည်သူစစ်ရွာလို့အမိတက်၍မရတော့လဲပြည်သူစစ်ရွာလို့တက်လို့ရလောက်အောင်တော့ရွာလူတွေကလည်းနိုင်ငံတော်ပုံကန်မလုပ်ဘူးဒါပေမဲ့တို့လာပြီးတိုက်တဲ့လူတွေရှိရင်တို့ပြန်ခံတိုက်မယ်အဲ့တော့တို့တနက်ကိုက်ထားခြင်းနဲ့ဆိုတာမျိုးတွေနဲ့လောက်ကြတယ်ဒီတစ်ခေါက်ကတော့ဒါရွာရဲစခန်းမှာပါသွားတယ်ပြီးတော့ရွာလည်းပါသွားတယ်ပေါ့နော်ရွာလည်းပါသွားရွာတွေလည်းခုဆိုရင်စစ်တုံးမှန်းနေဖြစ်ကုန်တယ်ပေါ့နော်ဖြစ်ကုန်တယ်ဆိုတော့ဗီဒီယိုကလစ်ကိုကြည့်ခြင်းအဖြစ်တော့ဘာလို့တွေ့ရလဲဆိုတော့ဒီ PDF အုပ်စုဟာနော်ဘာမှတနက်ကိုက်ထားခြင်းမရှိတဲ့ရွာသားတွေကိုကြိုးတုပ်ပြီးတော့ခေါ်လာတယ်ဆိုတော့ဗီဒီယိုကတက်တည်ထောက်ထားတစ်ခုဖြစ်သွားတယ်ပြီးတော့ဒီသူတို့ဖမ်းပြီးခေါ်ထားတဲ့လူတွေအကုန်လုံးတဲကလူတွေကအကုန်လုံးမှာတနက်ပါနေတာမဟုတ်ဘူးပြီးတော့ယူနီဖောင်းရှိနေတာမဟုတ်ဘူးရိုးအရသားဝတ်စုံနေတယ်အရဝတ်တီကြီးပဲအစွတ်ကျဲလေးတွေနဲ့အဲ့လိုနေကြတာဆိုတော့အဲ့ဒါတက်တည်ထောက်ထားတစ်ခုရသွားတယ်ပေါ့နော်ရသွားတယ်ဆိုတော့ဒါတက်တည်ထောက်ရပြီအဲ့တက်တည်ထောက်ထားတစ်ခုကောင်းကောင်းအသုံးချဖို့လိုတယ်ပေါ့ဗျာတက်ဆန်တာဝန်ရှိတဲ့အာဏာပိုင်ဖွဲ့စည်းအသုံးချဖို့လိုတယ်ပြီးရင်အဲ့သူတို့ပြတဲ့ပုံနဲ့ရွာစစ်သားတွေမီးရှို့ရတယ်ပြောစစ်သားတွေမီးရှို့နေတာမမြင်ရဘဲနဲ့သူတို့ PDF တွေရှို့တဲ့ဗီဒီယိုကလစ်တွေအဲ့ PDF တွေတပုံရတဲ့ဗီဒီယိုတွေပဲမြင်ရတာဘယ်သူမှတက်တည်မရှိဘူးဆိုတော့ဒါမျိုးတွေပေါ့အခုတရားကြတော့တက်တည်ထောက်ထားနေသူတို့ကိုယ်တိုင်ဖန်ခေါ်တယ်ဟိုမှာသူတို့လက်နက်ကင်ဝတ်စုံကြီးနဲ့ပြောနေတဲ့ဆိုနေတဲ့စကားသံတွေကြားခြင်းအဖြစ်ဒါတက်တည်တစ်ခုဖြစ်သွားတယ်ပောက်ကိုတော်အနေနဲ့ကဒါကိုသူလည်းမခံချိမခံတာဖြစ်မှာသိကြတယ်ပောက်ကိုတော်နေဘာလို့ဆိုတော့ဒါသူ့နေပြီဖြစ်နေတယ်သူ့နေပြီဖြစ်သွားတယ်ပြီးတော့ तू ဒီလိုလုပ်ဖို့အတွက်ကိုတက်ဆိုင်ရာတိုက်စရနာချုပ်တာဝန်ရှိသူတွေတက်ဆိုင်ရာတာဝန်ရှိသူတွေကို तू ဆက်သွယ်ပြောကြတာတွေ तू လုပ်နေမှာပြဘာလို့2ရက်နေတွေကတိုက်ခံနေရတယ်ဆိုကြတဲ့ကသတင်းတွေကစထွက်နေပြီအတိုက်ခံရတဲ့ဆိုတဲ့သတင်းတွေကစထွက်နေတဲ့အတွက်ဟိုဘက်ကလည်းပောက်ကိုတော်တို့အကူကြီးတောင်းပါပဲအကူကြီးတောင်းရင်ပောက်ကိုတော်တို့ကလည်းတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို तू ဆက်သွယ်ပြီးအကူကြီးတောင်းပါလိမ့်မယ်အဲ့တော့အကူကြီးတောင်းတဲ့ခါမှာအကူကြီးရသလားမရသလားဆိုတော့မရလို့သို့မဟုတ်လုံလောက်တဲ့အကူကြီးမရလို့ဒီလိုမျိုးရွာပါသွားတယ်ရွာလူတွေဖမ်းခံရတယ်ပြီးရင်စခန်းကြတယ်ရဲစခန်းကြသွားတယ်ဒီလိုဖြစ်သွားတယ်ပေါ့နော်ဟိုဘက်ကတော့အင်အားနဲ့ထောင်အင်အားရာချီပြီးလာဝင်လိုက်တော့ရာကနေမှ5-6လောက်300လောက်အားတုံးပြီးတိုက်တဲ့ပုံပေါ်ပါတယ်300ထက်မနည်းတိုက်အားတုံးတိုက်တဲ့ပုံပေါ်တယ်အဲဒါကြောင့်မလို့တော့ဒီချီတော့တရားချမယ်ဆိုပြီးတော့ပောက်ကူတော်နဲ့ရန်ညွှန်းရန်စရန်ကျွေးတွေရှိတယ်သဘောရှိတယ်အဲဒါကြောင့်မလို့တို့အားတိုက်တဲ့သဘောရှိတယ်ပောက်ကူတော်တွေနဲ့ကတော့ဒါကြည့်ရတာသက်ဆိုင်ရာတာဝန်ရှိအာဏာပိုင်ဖွဲ့စည်းတွေသူဆက်သွယ်အကြောင်းကြားခဲ့ပြီးမဲ့တက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကနောက်ကိုဆုတ်သွားသလားဒါမှမကူညီနေလားလုံလောက်မကူညီနေလားဘာလားညာလားတော့ဒါတို့ချင်းချင်းပဲသိလိမ့်မယ်ကျွန်တော်တို့တို့ရှိတော့မဆက်တွေ့တော့မမေးလို့ပါဘာလို့ဆိုတော့ဒါဖြစ်စဉ်ဖြစ်သွားပြီဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုကျွန်တော်မေးကြမလို့တော့ဆိုတော့ဒါတို့ချင်းချင်းဖြစ်မယ်တို့ချင်းချင်းကိစ္စပေါ့နော်တခါနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဒီအခုဖမ်းခံလိုက်ရတဲ့ရွာသားတွေကတကယ်ပြည်သူစစ်ရွာတွေတကယ်ဖြစ်ခဲ့တယ်ဆိုရင်တို့စိတ်ထဲမှာတို့ဘာတွေးမလဲပေါ့နော်ဘာတွေးမလို့ပေါ့ဒီ PDF တွေဒီကောင်တွေမရိုက်နေရုပ်မာတယ်လို့တွေးတာဒါပုံမှန်အခြေလေးနောက်တစ်ပုံအခြေနေပါဆိုငါတို့ရွာကိုလာတိုက်တဲ့အချိန်မှာငါတို့ဆက်သွယ်ပြောခဲ့ပါကုညီတောင်းခဲ့ပါလျက်နဲ့ငါတို့ကြည်စမ်းပါငါတို့အုပ်ချုပ်တဲ့လူတွေကငါတို့ရဲ့ဥဆောင်သူတွေကငါတို့အုပ်ချုပ်တဲ့ဥဆောင်တဲ့သူတွေကငါတို့ကုညီမှုမှမပေးတာပဲအဲ့ဆိုငါတို့တကယ်နေလငါလာဖြစ်လိုက်ငါတို့တကယ်နေလငါလာဖြစ်လိုက်ငါတို့ဟာတေုံပဲရှိတာပေါ့အဲ့ဆိုငါတို့ကဘာဆက်လုပ်မလဲဆိုတာမျိုးတွေးကောက်တွေးနေတယ်အဲ့အတွေးဟာအခြားသောပြည်သူစစ်အဖွဲ့တွေစီကိုပြန့်နှံ့သွားခဲ့ရင်အဲ့ဒါနိုင်ငံတော်အတွက်မကောင်းအဲ့နိုင်ငံတော်တာဝန်ရှိတဲ့သူတွေပေါ့နော်စင်ကဲတာဝန်ရှိတဲ့သူတွေတွေက
ဒီပြည်သူစစ်တွေပြည်သူစစ်ရွာတွေတို့မဟုတ်တက်နေတော့အချမ်းဖက်ရအောင်တောင့်ခံပေးထားတဲ့ရွာတွေဒေသတွေနဲ့ပတ်သက်ရင်လုံလောက်တဲ့အကူအညီတွေပေးနိုင်မှသာလျင်ကိုယ့်ကိုယုံကြည်စွာနဲ့လက်တွဲမှာဖြစ်တယ်မယုံတော့မဆိုရင်ကိုယ့်ကိုယုံကြည်မှုပေါ့ရောက်သွားနိုင်တယ်အဲ့ဒါသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့တက်ဆိုင်ရာနေမြေမှာတာဝန်ကျတဲ့အရာရှိတွေအနေနဲ့ဘာလုပ်ရမှာလဲဆိုတော့အချက်လက်အမှန်တိုင်းတင်ပြဖို့လိုတယ်ပေါ့အခြေအနေမှန်တိုင်းတင်ပြပြီးတော့အကူအညီကခုချက်ချင်းလို့ခုချက်ချင်းဖြစ်တယ်ဆိုတော့မျိုးပြောနိုင်မှရမယ်မဟုတ်ရင် तू ကခုချက်ချင်းဖြစ်တာရအဆင်ပြေတယ်ခင်ဗျကျွန်တော်ကြည့်လို့လည်းရနည်းနည်းလေးပါဘာမှမဟုတ်တစ်ဖက်ကရန်သူနဲ့အဲ့ဒါတွေက information အမှားတွေပေးလိုက်တယ်လို့ဖြစ်သွားပြီးတော့ဖြစ်သွားတော့မှဝေယုံသုံးကနောက်ကလိုက်ရင်အဲ့ဒါအကုန်လုံးလူလူရောအစိုးရရောခုနဒီတင်းငင်းအေဂျင့်ကြီးကိုဝိုင်းကူနေကြတဲ့သူတွေကြားထဲမှာတို့လို့တွေဖြစ်သွားရင်မကောင်းဘူးဒါကြောင့်တင်းငင်းအေဂျင့်ကြီးကိုအားလုံးဝိုင်းကူနေကြတဲ့အချိန်မှာပြန်လာယုံကြည်မှုဆိုတာတေချာတိဆောက်ကြဖို့လိုတယ်တိဆောက်တော့နောက်မှဆိုယုံကြည်မှုတွေပြက်ပြားသွားတတ်တယ်ပေါ့နော်ဒါကကျွန်တော်ရိုးရိုးရှင်းရှင်းပြောတာအရင်တော့ပုံစံတိုင်းကျွန်တော်ပြောရင်ဒါတွေကကျွန်တော်အပြစ်တင်ရမယ်လို့တပုံကြီးပဲဒါပေမဲ့ကျွန်တော်အပြစ်မတင်တော့ဘူးဘာလို့ဆိုတော့ခင်ဗျားတို့အပြစ်တင်နေလေခင်ဗျားတို့ကလုံးမယ်လို့မဟုတ်ဘူးအဲ့တော့ဘာလဲဆိုတော့အပြစ်မတင်တော့ဘူးအဲ့တော့ဒီပေါက်မြို့နယ်ကကုတ်ကူစုရွာနဲ့ရေပြရဲစခန်းဖြစ်ရကြီးဟာတော်တော်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အလွတ်သဘောပြောကြကြီးပေါ့တာမန်ရသားလို့ပြောကြကြီးကျွန်တော်ဒီမဟာဗျူဟာမြင်နေစီရေးဗျူဟာတွေခဏမေးလိုက်တော့ရသားလို့ပြောကြဒေါသနဲ့မောဟနဲ့တောကနဲ့အဲ့ဒီပေါက်ကူလိုအုပ်စုဘက်ကသဘောထားမျိုးသာပြောကြည့်ဆိုရင်တို့သဘောထားထဲမှာရှိနေမှာတခုရှိလိမ့်မယ်ငါသာခေါင်းဆောင်ဆိုတော့အကုန်လိုက်ငါရှင်းပြီဒီလိုတို့ကတွေးမှာတို့ဒီလိုတွေးမှာတို့ဒီလိုတွေးကြမှာငါသာခေါင်းဆောင်အကုန်ရှင်းပြီငါဒီလိုမျိုးမြင်ဝင်းမြင်ရမှာတို့ကြားတာနဲ့ငါရှင်းပြီငါတို့အကုန်ရှင်းပြီအဲ့လိုမျိုးပေါက်ကူတော်တို့နဲ့တို့ရဲ့အဖွဲ့ရှင်ထဲမှာအိုက်စိတ်ရှိနေကြတယ်ဒါပေမဲ့တို့မှလုတ်ပိုင်ခွင့်အပြည့်ဝရထားဖို့မရတော့တို့လည်းရှင်းရတာခက်တယ်လောက်ရခက်တယ်ခက်တယ်ပုံပေါ်တယ်အဲ့တော့တို့မှလည်းဘာမှလုပ်လို့မရဘူးပေါ့ဗျာ